ဒီကိုရလုံးမဲမင်္ဂလာပါကျွန်တော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ချန်ပီယံလိဒုတိယကြော့ကျွန်တော်တို့ဒါဟိုအင်္ဂလိပ်ဝင်နော်ဒုတိယကြော့မှာဒါတက်တဲ့အသင်းတွေတက်သွားပြီတော်တော်လေးတော့ကြည့်ကောင်းခဲ့ပါတယ်ကျွန်တော်တို့ sporting ပွဲကိုတော့ကျွန်တော်မနေ့ကပေးခဲ့တယ်ဗျနော်ဒီဘိုဒိုကလစ်ပေါ်ဒီပေးခဲ့တယ်ဗျနော်ဘိုဒိုကလစ်ကိုကျွန်တော်တို့ဒါဘောလုံးကိုကင်ပြီးတော့ပေးဖို့မဆော့တာနော်ဒါ sporting ကတောက်လျှောက်ကိုတိုက်တယ်ကျွန်တော်တို့တပွဲလုံးနော်ဟိုတောက်လျှောက်ကိုတိုက်တာဒီဘိုဒိုကလစ်မှာကျွန်တော်ဘောလုံးကောင်းကောင်းကင်နေတော့မရတဲ့လောက်ထိတိုက်တယ်ဗျနော်အဲ့တော့ချန်ပီယံလိကျွန်တော်တို့ဒါအတွေ့အကြုံရဆိုလို့ရှိရင်ဒီ sporting ကလုံးဝဒါအသာစီးရထားတယ်ကျွန်တော်တို့ဘိုဒိုကလစ်ကတော့ချန်ပီယံလိတွေ့ကြုံတော့နဲဒါပေမဲ့ဒီနှစ်မှာတော့ကျွန်တော်တို့ချီကျူးတင်ပါတယ်ကျွန်တော်တို့အင်တာကိုအိမ်ကွင်းရောဝက်ကွင်းရောမှာနိုင်ထားတယ်နော်ဒီ Man City ကိုလည်းကျွန်တော်တို့3-1ဆိုတဲ့ရလဒ်နဲ့နိုင်ထားတယ်နော်အဲ့တော့ sporting ကိုလည်းချီကျူးတို့ကျွန်တော်တို့ဘိုဒိုကလစ်ကိုလည်းဒါချီကျူးတင်ပါတယ်နော်မနေ့ကကျွန်တော်တို့ body တော့မရပါဘူးကျွန်တော်ဘိုဒိုကလစ် body ရဲ့ကိုမောင်းအောက်ရတော့ကျွန်တော်ကြံပြူးခဲ့တယ်ကျွန်တော်ကိုမောင်းတော့အောက်သွားတယ်နော်ကိုမောင်းကကျွန်တော်တို့လေးလုံးသွင်းမှာပေါ်မှာဆိုတော့နော်အဲ့တော့ဒီနေ့ညမှာကျွန်တော်တို့ချန်ပီယံလိဒုတိယအကျော်ဒီအစောပိုင်းပွဲလေးပေါ့နော်ဒါဘာစီလိုနာနဲ့နယူကာဆယ်ပွဲစဉ်ဖြစ်တယ်ဗျနော်ပထမအကျော်မှာတော့ကျွန်တော်တို့နယူကာဆယ်အိမ်ကွင်းမှာကျွန်တော်တို့1-1 တပေါင်းနဲ့တည်ကြထားတယ်ဒုတိယအကျော်မှာတော့ကျွန်တော်တို့ဘာစီလိုနာအိမ်ကွင်းမှာရှင်ပန်ရမှာဖြစ်တဲ့အတွက်ကြောင့်နယူကာဆယ်အနေနဲ့ကျွန်တော်တို့လည်းကူတော့ရှင်ပန်နိုင်မှာတော့မဟုတ်ဘူးကျွန်တော်နယူကာဆယ်ကလည်းလက်ရှိမှာဒါ pressure လုံးဝမရှိဘူးဆိုပေမဲ့ဟိုချန်ပီယံလိတမျိုးလေးကိုပဲကျွန်တော်တို့ဒါ target ထားပုံတော့ရတယ်ကျွန်တော်တို့ပရီးမီးယားလိမှာလည်းအရင်ညှော်လင်းလို့မရတော့ဘူးဒါဇယားလက်မှာတန်းလည်းမဆင်းရအောင်ဆိုတော့နယူကာဆယ်အနေနဲ့ကပရီးမီးယားလိ pressure ကအဲ့လောက်ထိမရှိဘူးကျွန်တော်ဒီချန်ပီယံလိကိုပဲအဓိက target ထားပြီးတော့သွားဖို့များပါတယ်ဗျာနော်အဲ့တော့ဒီနေ့ဘာစီလိုနာအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်ဘာစီလိုနာကနောက်ဆုံးအိမ်ကွင်း9ပွဲလောက်မှာဆိုရင်ကျွန်တော်တို့9ပွဲလုံးနိုင်ထားတယ်ဂိုးပြတ်နိုင်ထားတယ်တပွဲကိုကျွန်တော်မသွင်းဘူးဆိုရင်ပြန်2ဂိုး3ဂိုးလောက်ထိကိုပြန်သွင်းနေတယ်နော်အဲ့တော့ဒီနေ့ပွဲကဘာစီလိုနာကလည်းလူစုံတက်ဆုံနဲ့ပွဲထွက်လာသလိုကျွန်တော်နယူကာဆယ်ကလည်းလူစုံတက်ဆုံနဲ့ပွဲထွက်လာဖို့များတယ်လူကအိမ်ကွင်းမှာတော့ကျွန်တော်တို့နယူကာဆယ်တို့တော်တော်လေးကိုရုန်းကန်ရဖို့လည်းများပါတယ်ဗျအဲ့တော့ဒီမနက်ပေးထားတဲ့ဇင်းရဆိုလို့ရှိရင်လည်းကျွန်တော်ဘာစီလိုနာကနေပြီးတော့ 1D တလုံးတည်နေเนาะကိုပေါင်းကကျွန်တော်တို့3လုံးအပြည့်ရှုံးနဲ့စတင်ထားတယ်ဗျလက်ရှိပေးထားတဲ့ဇင်းရဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘာစီလိုနာ body time ညီကိုတွေကတေချာပေါက်များမှာပဲဗျเนาะဒါပိုကီတွေကျွန်တော်တို့ဒါဘာစီလိုနာ body ကိုပဲချပေးမလားကျွန်တော်တို့ဒီတစ်ချက်တော့စိုးရင်စရာတော့ရှိတယ်ဗျเนาะဈေးတန်းကအရင်နည်းနည်းလေးပျော့နေသလားလို့เนาะဘာစီလိုနာအိမ်ကွင်းမှာနယူကာဆယ်ကို 1D ပေါက်တာဆိုတော့နည်းနည်းလေးတော့ပျော့နေသလားလို့ဒါပေမဲ့နယူကာဆယ်ကလည်းကျွန်တော်တို့သွားပြီးတော့ short တက်လို့မရတဲ့မှာပါတယ်เนาะဒီ Gordon တို့ဘာလို့လဲကျွန်တော်တို့ဒါလုံးဝ short တက်လို့မရဘူးခုနပြောခဲ့သလိုပဲဒီချန်ပီယံလိကိုပြတ်မှတ်ထားပြီးကစားမှာဖြစ်တဲ့ကြောင့်ဘာစီလိုနာလည်းအိမ်ကွင်းဆိုပေမဲ့ကျွန်တော်လွယ်လွယ်ကူကူတော့နယူကိုနိုင်မှာတော့မဟုတ်ဘူးဒါနောက်တာပိတ်ဆော့ရင်လည်းပိတ်ဆော့နိုင်တယ်ပြန်တိုင်မန်တိုက်စစ်တွေနဲ့ကျွန်တော်ပြန်လာရင်လည်းပြန်လာနိုင်တယ်နောက်လျှောက်ကျွန်တော်တို့ဒါဖိအားပေးတာကိုနယူကာဆယ်ရဲ့ဘတ်တန်ကခံနိုင်မှာမလားဒီတစ်ချက်ပဲကျွန်တော်ကြည့်ရမယ်ဗျเนาะအဲ့တော့ဒီနေ့ပွဲကကျွန်တော်တို့ဘာစီလိုနာ body ကိုကျွန်တော်ကြိုက်တယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ 1D ဆိုတော့ဘာစီလိုနာဒီနေ့ပွဲမှာအနိုင်ပဲရှိရဗျာเนาะကျွန်တော်တို့ဒီ goal ပြတ်မပြတ်ပဲကြည့်ရမှာ 1D ဗျာတစ်လုံးသွင်းနဲ့တစ်လုံးလုံးနဲ့ကတ်နိုင်ရင်လည်းကျွန်တော်တို့အတွက်အရှုံးမရှိဘူးအဲ့တော့ကျွန်တော်ဘာစီလိုနာ body နဲ့ပဲကျွန်တော်ဆွန့်သားခြင်းနဲ့ကိုပေါင်းကတော့ကျွန်တော်တို့ဒီ3လုံးအပြည့်ရှုံးဆိုတော့ယူကာဆယ်ကခုနကျွန်တော်ပြောသလိုနောက်တန်းတောက်လျှောက်ပိတ်ဆော့ပဲဒီဘာစီလိုနာကတောက်လျှောက် pressing တွေပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပွဲကလည်းဆုံး2-1တဘောလောက်ပဲဂိုးပေါင်းအောက်ပြီးသွားဖို့များတယ်ဒါမှမဟုတ်နယူကဖွင့်တိုက်မယ်ဆိုလို့ရှိရင်တော့တေချာပေါက်ကျွန်တော်တို့ဂိုးပေါ်ဖို့များတယ်เนาะအဲ့တော့ကျွန်တော်ကဘာစီလိုနာ body နဲ့ကျွန်တော်တို့ဂိုးပေါင်းက3လုံးအပြည့်ရှုံးဆိုတော့ကျွန်တော်ဂိုးပေါင်းအပေါ်နဲ့တော့စွတ်စားကြည့်နေတယ်เนาะဒါနယူကာဆယ်ကလည်းဂိုးရနိုင်တယ်လို့ကျွန်တော်တို့ဘာကာလည်း9ရနိုင်တယ်ခုနပြောသလိုပေါ့2-1တပေါက်တော့ကြောက်ပါတယ်ကိုပေါင်းကိုပြောတာเนาะ body ကတော့ကျွန်တော်ဘာစီလိုနာ body ပဲကြိုက်ပါတယ်ကိုပေါင်းကတော့ကိုပေါင်းပေါ်ကိုအကြံပြုပါတယ်ဗျာเนาะအကြိုက်ဒီမှာဆော့ပါအကြိုက်မတူဘက်ကမှာဗျာเนาะ channel ပွဲလို့လည်းကျွန်တော် channel ထဲမှာပဲထည့်ပေးတယ်အားလုံးကွက်လက်ပါအဆင်ပြေပါလိမ့်ဗျာเนาะ